မြန်မာနိုင်ငံကအရန်တော်ပြီးအရန်ထက်မြက်တဲ့လူငယ်တွေကိုเนาะကျမဆိုတွားအံ့ဩတဲ့နေရာရှိတယ်အဲ့ဒါပထမတနေရာကျတော့ဒီကျမဝပြီးရောက်သွားတဲ့အချိန်အဲ့မှာတွားရင်လာရင်နဲ့ပဲတွားဝင်ကြည့်မယ်ဆိုပြီးဝင်ကြည့်ဖြစ်တာအဲ့ဒီကြာပြန်ရုံးထဲမှာအလုံးလုံးနေတဲ့ကောင်းမလေးအဲ့ဝင်းထဲဝင်သွားရောဝင်သွားတော့အဲ့ဝင်းထဲမှာဘာတွေ့လဲဆိုတော့အဲ့မှာလုံးလုံးနေတဲ့ကောင်းမလေးတယောက်ကသူကအဲ့ကြာပြန်မှာလုံးလုံးတကြားပြီလုံးလုံးတော့ကြားတော့အဲ့မှာသူ့ရဲ့ရေးစားကတရုတ်ပြည်ကတရုတ်အဲ့ဒီတရုတ်တွေကနော်သူတို့တရုတ်အချင်းချင်းပဲသူတို့လိန်ကြတာတော့ပြီးအဲ့ဒီတရုတ်ကဒီတရုတ်ပြည်ကတကယ်ဟိုမျိုးကွာပတ်စံတခဲတွေကိုသူတို့လိန်တာဘယ်လိုလိန်လဲဆိုတော့လေသူတို့ကဟိုဟာစကားပြောကောင်းအောင်ပေါ့နော်ဒီဟိုဟာသူတို့ရဲ့အဲ့ခေရီရှူပြီးတော့အရင်တစ်ခါကျမပြောဖို့လေနော်ဒီ happy water တို့ခေရီရှူတို့တောက်ပြီးဆိုရင်စိတ်ကမျိုးအသွေးထဲမှာလေဟိုရှောက်ပြောချင်လာတဲ့စိတ်တွေအဲ့လိုပဲအဲ့ဒီဝင်းထဲမှာလေကျမလည်းလိုက်သွားတော့အတွေ့အကြုံရအောင်ဆိုပြီးအထဲဝင်ကြည့်လိုက်အဲ့မှာအလုံးလုံးတဲ့ကောင်မလေးကပြလာသူကဘာပြောလဲဆိုသူကောင်လေးကအဲ့တရုတ်ပြည်ကတကယ်တခေးတွေကိုလိန်ရတာပေါ့နော်ကြားဖြန့်လိန်ပြီးတော့ဒီပတ်စံရအောင်လုပ်ရတာပေါ့ဆိုအဲ့ဒါကျမဟောတော့ဟဲတခါမှလည်းကိုလည်းအတွေ့အကြုံမရှိလေနော်အဲ့ဒီထဲရောက်တော့မှဒီလိုလိန်ရတယ်ဆိုတဲ့အကြောင်းကိုတီးတာအဲ့ဒါနဲ့အဲ့မှာအဲ့ကိစ္စကိုတီးသွားတော့ထားလိုက်အောင်အဲ့ဒါနဲ့နောက်တစ်ခါကျတော့ကျမဘယ်မှာပြန်ဒီကြားဖြန့်ကိစ္စကိုဘယ်မှာပြန်တီးလဲဆိုရင်နောက်တစ်ခါကျတော့ကျမဒီဟိုဟာတငယ်ချင်းနဲ့သူမလည်းဟုတ်တငယ်ချင်းနဲ့ဟုတ်တဲ့သူကဒီရွှေကုတ်ကိုအဲ့မှာညဝတီဖက်ခေါ်တော့အလဲသွားရင်းနဲ့အဲ့မှာသူတို့အလုပ်သူကအဲ့မှာ HR လုပ်တာဟိုအဲ့နဲ့အလဲသွားရင်းနဲ့အဲ့မှာဝင်ကြည့်လိုက်တာအဲ့မှာကျမအရန်အော်သွားတယ်ဝမ်းနဲ့စိတ်လည်းမကောင်းဒီကျမဒီဝါပြီးမှတွေ့ခဲ့တော့အဲ့လောက်အခြေအနေဆိုတရုတ်တွေများနေဒီရွှေကုတ်ကိုရောက်သွားတော့တကယ်ပညာတတ်တွေကွာရှင်းပြောမယ်ဆိုအင်္ဂလိပ်ဆရာတွေနော်အင်္ဂလိပ်စာသင်ပေးတဲ့တကယ်တီချာတကယ်ဆရာတွေနော်အင်္ဂလိပ်ကျောင်းတွေမှာအလုပ်လုပ်တဲ့ဆရာတွေပြီးတော့တရုတ်စာဆိုလည်းတရုတ်ကျောင်းမှာတကယ်စာသင်ပေးနေတဲ့ဆရာမတွေအဲ့ဒါတွေကိုတွေ့တော့ကျမအော်သွားတယ်သူတို့တွေကဘာလုပ်လဲဆိုတော့ scammer လုပ်နေတာအဲ့ဒါကိုကျမသွားမြင်ပြီးတော့အလုံးစိတ်မကောင်းလိုက်တာစိတ်မကောင်းတကယ်ပညာတတ်တယ်အဲ့မှာတွေ့တော့ကျမအရန်စိတ်မကောင်းဖြစ်သွားတာနင်ဘလောက်တော်တဲ့ဟာတွေလဲဆိုရင်အင်္ဂလိပ်ကျောင်းတွေမှာစာသင်တဲ့ဆရာမတွေနော်တရုတ်ကျောင်းတွေမှာစာသင်တဲ့ဆရာမတွေအဲ့လိုမျိုးဟိုအဲ့မတ်စကမှာတော့လုပ်ပြီးတော့ကျမအရန်အော်တော့မထင်ထားကွာလုံးဝမထင်ထားအရန်စိတ်မကောင်းဖြစ်မိတယ်ဒီကြားဖြတ်ထဲမှာအခုဆိုလဲပြန်ပေါ်နေပြီเนาะကြားဖြတ်နေရှိပြီเนาะအခုလောက်ကင်နေမှာဆိုဖွင့်နေပြီလောက်ကင်မှာလည်းအခုအလုပ်ခေါ်နေပြီအဲ့တော့ကြောင်းတော့တတိသားစင်ချင်းပြီးမှသွားလာကြပေါ့လုပ်ကြပေါ့စကင်မှာလုပ်ပြီးမှဒီအတက်မွေးဝမ်းကြောင်းလုပ်နေရတယ်လို့ဆိုလဲတော့တချို့ကလုပ်ချင်လို့လုပ်တယ်မဟုတ်မိသားစုဝမ်းစာရဲ့အတွက်လုပ်နေရတယ်ဆိုလဲသိတယ်အခုဒီနေ့ပြောချင်တာလေအော်ငါတို့လူငယ်တွေဒီအခုမှကြီးလာတဲ့လူငယ်တွေကိုလည်းတကယ်တော်ထက်မြက်တဲ့လူငယ်တွေလည်းတကယ်ကောင်းတဲ့နေရာမှာမနေရဘဲနဲ့ဒါမျိုးစကင်မှာလုပ်ရတာတော့မတန်ဘူးပေါ့ကွယ်အဲ့ဒါပြောချင်တာ